ကိုယ့်ရဲ့လုပ်ငန်းအတွက် website တစ်ခုကိုအခကျင်းငွေပေးစရာမလိုပဲတင်ထားလို့ရမယ်ဆိုရင်စိတ်ဝင်စားပါသလားအဲ့တော့အဲ့လိုရနိုင်မယ့်နေရာလေးတစ်ခုကိုမိတ်ဆက်ပေးကြပါမယ်အဲ့တော့အဲ့ဒီနေရာဟာဘယ်နေရာလဲဆိုရင်တော့ကျွန်တော်တို့ဒီ sub domain အသုံးပြုပြီးတော့သုံးရတဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော် website လေးတွေကျွန်တော်ပြမယ်အဲ့တော့ဒီမှာဆိုရင် KT Mobile Apps ဆိုပြီးတော့ကျွန်တော်တို့ဒါ sub domain ပါသူ့ရဲ့မူရင်း domain က rf.gd ပေါ့နော် gd အဲ့တော့တကယ်တမ်း rf. ကျွန်တော်တို့ com ဆိုတဲ့ဥစ္စာကြားဘူးပါလိမ့်မယ်အဲ့တော့သူကတော့ gd ပါအဲ့တော့ကျွန်တော်တို့ဒီလို sub domain လေးနဲ့ရမယ်လို့ပြောတာပါနော်အဲ့တော့ဒီလို website လေးပါဒါလေးဆိုရင်ဒီ website လေးဆိုရင်ကျွန်တော်တို့static website လို့ခေါ်တာပေါ့နော်အသေးပဲကျွန်တော်တို့ပုံလေးတွေနဲ့link လေးတွေပဲကျွန်တော်တို့ထည့်ထားတာပေါ့နော်ကိုယ့်ရဲ့ product တွေကို download ရတဲ့နေရာအဲ့လိုလုပ်ထားတာပါเนาะကျွန်တော်တို့ about us ရှိမယ်เนาะကျွန်တော်တို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဆက်သွယ်တဲ့ဥစ္စာလေးရှိမယ်ဒီလောက်ပါပဲเนาะကိုယ့်ရဲ့ကိုယ်လုပ်ငန်းအတွက်ဒီကျွန်တော်တို့က software ရေးတယ်ဆိုတော့ကျွန်တော်တို့ software နဲ့ပတ်သက်တာလေးတွေကျွန်တော်တို့ကြီးညာတယ်ပေါ့ဗျာအဲ့တော့ဒီလိုမျိုး KT Mobile App ဆိုပြီးတော့ကျွန်တော်တို့ website လေးအခမဲ့ရတာကျွန်တော်တို့ဒီ domain လေးနဲ့ပါနော်အဲ့တော့နောက်တစ်ခုလည်းရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ mingkorean.rf.gd ဆိုတဲ့ကျွန်တော် sub domain လေးနဲ့ကျွန်တော်တို့လောက်ထားတာတစ်ခုရှိပါတယ်ဒီတစ်ခုဆိုရင်သူက WordPress အမျိုးအစားပါ WordPress ဆိုတာကျွန်တော်တို့ content management system လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့လို system နဲ့လောက်ထားတာသူကအကြောင်းအရာတွေကိုကျွန်တော်တို့နောက်ွယ်ကနေ login ဝင်ပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲတင်လို့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော် login ဝင်မယ်ဆိုရင်နောက်ကနေdashboard ပေါ့နော်ကျွန်တော်တို့အဲ့တော့ dashboard ကနေပြီးတော့ကျွန်တော်တို့post တွေပေါ့နော်အဲ့လိုတင်လို့ရတယ်အကြောင်းအရာတွေကိုအဲ့တော့ automatic ပေါ့နော်အဲ့တော့ဒီလိုလေးပါအဲ့တော့ဒါဆိုနောက်ွယ်ကိုကျွန်တော်တို့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ post တွေကိုကျွန်တော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်တင်ထားတဲ့ဥစ္စာတွေအားလုံးကိုကျွန်တော်တို့ဒီထဲမှာတွေ့လို့ရတယ်ပေါ့နော်အဲ့လိုနှစ်မျိုးနှစ်စားတော့ကျွန်တော်တို့လုပ်လို့ရတယ်ဗျာနော်အခမဲ့ပါအဲ့တော့ကိုကကုန်ကျစရိတ်ကလေးကဘာပဲရှိမလဲလို့မေးရင်ကျွန်တော်တို့ website ကိုကျွန်တော်တို့ကိုယ်တိုင်လုပ်တတ်တယ်ဆိုရင်တော့အားလုံး free ပေါ့နော်ကျွန်တော်တို့ဒီကိုယ်တိုင်လုပ်တတ်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်တို့အခကြီးငွေဘာမှပေးကြရမလို့ပဲねကျွန်တော်တို့ website ကိုဒီ rf.gd ဆိုတဲ့ကျွန်တော်တို့ sub domain လေးသုံးပြီးတော့ကျွန်တော်တို့လုပ်ထားတာပါเนาะဒီလို website လေးအဲ့တော့ဒီ video လေးကိုကြည့်ကြတဲ့လုပ်ငန်းရှင်တွေပါမယ်ဆိုရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် website လေးတစ်ခုလုပ်ထားမယ်ဆိုရင်ဘယ်လိုအကျိုးရှိမလဲကျွန်တော်ဒါလေးတွေတွက်ချက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ website လေးတစ်ခုကကိုယ့်လုပ်ငန်းကိုယ့် product เนาะကိုယ့်ကုန်ပစ္စည်းတွေအတွက်တကားတစ်ဖွဲပဲเนาะတကားတစ်ဖွဲပဲဘာဖြစ်လို့လဲဆိုတော့လူတွေကိုကျွန်တော်တို့ကကိုယ့်ပစ္စည်းတွေကိုပြသဖို့လိုတယ်เนาะကျွန်တော်တို့ social media တွေသုံးပြီးပြလို့မရဘူးလားဆိုရပါတယ်ကျွန်တော်တို့ website ကတော့ကျွန်တော်တို့ official ဆန်တယ်ပေါ့ဗျာကျွန်တော်တို့အဲ့တော့ဒီလို sub domain လေးနဲ့ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းတကယ်ကိုယ်ပိုင် domain မဝယ်ဘဲနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်လေ့ကျင့်ပြီးတော့ကျွန်တော်တို့အတွေ့အကြုံတွေအများကြီးယူလို့ရတယ်ဆိုတဲ့သဘောပေါ့ဗျာเนาะအဲ့တော့ဒီလိုကျွန်တော်တို့ရိုးရိုး website လေးရတယ်ဒီလို automatic ကျွန်တော်တို့ဥစားအကြောင်းအရာတွေ post လုပ်လို့ရတဲ့ဥစားလည်းရတယ်ကျွန်တော်တို့เนาะအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးတော့မိတ်ဆက်မှာကဘာလဲဆိုသူ့ရဲ့ admin ဘယ်ကနေယူတာလဲကျွန်တော်တို့အဲ့ဒါသွားပြမယ်သူကတော့ကျွန်တော်တို့တချို့သိပြီးသားလည်းဖြစ်မှာပါ infinity free ပါเนาะကျွန်တော် dashboard တွေကျွန်တော်ဝင်ပြမယ်အဲ့တော့ကျွန်တော်ဒါlogin ဝင်ထားပြီးသားဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ Gmail account နဲ့ကျွန်တော်တို့ sign up လုပ်လိုက်ရုံပါပဲเนาะဒီလိုလေးကျွန်တော် account ကသူကဘယ်လောက်ပေးလဲဆိုရင်3ခုပေးတာကျွန်တော်2ခုလုပ်ထားတယ်အဲ့တော့ခုနပြတဲ့ဒီမှာเนาะ website 2ခုပါ Miming Korean ဆိုရင်ဒီလိုမျိုးเนาะ KT Mobile App ဆိုဒီလိုမျိုးကျွန်တော်အထဲကို admin နဲ့ကိုကျွန်တော်ဝင်ပြမယ်เนาะဘာကောင်းလဲဆိုတော့ဒီဥစ္စာက तू ကကျွန်တော်တို့ website ဒီမှာကြော်ညာလာမထိုးဘူးဗျ तू ကဒီ admin မှာပဲကျွန်တော်တို့ထိုးတာအဲ့တော့ကျွန်တော်တို့ကfair ဖြစ်တယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ website မှာလာမထိုးတဲ့အတွက်အဲ့တော့အထဲကို admin panel တွေကိုကျွန်တော်ဝင်သွားတဲ့အခါဒီလိုလေးတွေ့ရတယ်အဲ့တော့ domain နဲ့ပတ်သက်တဲ့အချက်လက်ရှိတယ်ကျွန်တော်တို့ file manager တွေရှိတယ်ကျွန်တော်တို့ FTP တွေကျွန်တော်တို့သုံးလို့ရတယ်เนาะနောက်တစ်ခုကခုနပြောတဲ့ WordPress ဆိုရင်ကျွန်တော်တို့ MySQL database သုံးတယ်ပေါ့ဗျာကျွန်တော်တို့ဒီမှာဆိုရင် hosting ကိုကျွန်တော်တို့ free plan ပဲသုံးတယ် okay အဲ့တော့ကျွန်တော်တို့ဒီdomain မှာမဟုတ်တခြားသူတို့ပေးထားတဲ့ free domain လေးတွေလည်းရှိတယ်เนาะ sub domain ကတော့ကိုကဒီလိုတော့သုံးရမှာပေါ့เนาะကိုလုပ်ငန်းနာမည်ကိုဒီလိုထင်းထင်းပေါ်သွားရင်ပဲကျွန်တော်တို့ကလုံလောက်ပြီပေါ့เนาะနောက်ကဥစ္စာမသိလဲကျွန်တော်တို့ရဲ့ KT Mobile App ဆိုတာသိဖို့ကနံပါတ်1ကိုဟုတ်တယ်เนาะကျွန်တော်တို့
တကယ်လို့ဒါကိုတက်နိုင်နေဆိုရင်ကျွန်တော်တို့ကဝယ်ပလိုက်လို့ရတယ် domain ကို okay เนาะဒါကကောင်းတဲ့ချက်ဆိုတော့ဒါကကျွန်တော်ရဲ့ဒီ KT Mobile App ဆိုတဲ့ static ရိုးရိုးအသေး website ပေါ့နော်ပုံလေးတစ်ခါတည်းထည့်တယ်နောက်တစ်ခု website ကတော့ကျွန်တော်တို့ခုန home ကိုပြန်လိုက်မယ်အဲ့တော့ဒီမှာကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ WordPress ကျွန်တော်တင်ထားတာနော် WordPress အဲ့တော့ဒီထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဲ့မှာဘယ်လိုချိန်ထားလဲဆိုရင်ကျွန်တော်တို့ဒီမှာ file manager ထဲမှာတွားလိုက်ရင်ကျွန်တော်တွားပြမယ်အဲ့တော့ဒီ panel တွေအားလုံးကို free ပေးထားတာဗျာတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ HTTP ဆိုဒီမှာကျွန်တော်တို့ WordPress တင်ထားတာပါဒါကတော့ technical သမားတွေပို့ပြီးတော့ဟိုနားလဲမှာပေါ့ဗျာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ပြချင်တာ real ဖြစ်တယ်ပေါ့နော် MySQL database ဒီမှာကျွန်တော်တို့ဝင်လို့ရတယ်အဲ့တော့ PHP MyAdmin ကိုတွားလိုက်တာနဲ့တင်ကျွန်တော်ရဲ့ database host လုပ်ထားတာကို host လုပ်ထားတာကိုကျွန်တော်တွေ့လိမ့်မယ်နော်ဒါမျိုးတွေပေါ့နော်ဒါ WordPress နဲ့ပတ်သက်တဲ့ table တွေပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုပြချင်တာကဘာလဲလို့မေးရင်အဲ့တော့ဒီမှာ control panel ကျွန်တော်ပြချင်တာ control panel တကယ်ကို C panel နီးပေါ့နော် control panel ကျွန်တော်တို့ပေးထားတယ်ပေါ့နော်အဲ့တော့ infinity free ပါကျွန်တော်တို့အခမဲ့ပေါ့နော်သူ့မှာကတော့ဘာတွေမရဘူးလဲဆိုတချို့ file တွေတင်လို့မရဘူးဗျဥပမာဆိုကြပါစို့ APK လို့ file တွေကျွန်တော်တို့ audio file တော့တင်လို့ရတယ်ကျွန်တော်သိရနော်အဲ့တော့ဒီမှာဒီလို dashboard တွေပေးထားတယ်ပေါ့နော်ကျွန်တော်တို့အများကြီးပဲနော် PHP MyAdmin ဒီမှာကျွန်တော်တို့ set domain တွေထည့်မလားကျွန်တော်တို့အဲ့လိုလေးတွေလုပ်လို့ရတယ်ပေါ့နော်တချို့ဥစားတွေကျွန်တော်တို့သိထိစီရတော့မလိုပါဘူးကျွန်တော်တို့ဟိုကြံမြင်မဲ့ကျွန်တော်တို့ကသုံးတာဖြစ်တဲ့အတွက်နော်အဲ့တော့အခမဲ့ပါနော်အဲ့တော့ကျွန်တော်တို့ဒီ infinity free ကျွန်တော်တို့ဒီ website လေးကိုမှတ်ထားပေးပါကျွန်တော်တို့ infinity free.com နော်အဲ့ဒါလေးကိုမှတ်ထားမယ်ဆိုရင်ကျွန်တော်တို့သွားပြီးတော့ account လေးလုပ်ပြီးတော့ကျွန်တော်တို့သုံးလို့ရပြီအဲ့တော့ကျွန်တော်တို့တကယ်လို့ကိုကနီးပညာသမားမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ website လေးကိုကျွန်တော်တို့လုပ်ချင်တယ်အဲ့တော့ကျွန်တော်တို့ရှိမှလာပြီးတော့ကျွန်တော်တို့ဆက်သွယ်တယ်ဆိုရင်ကျွန်တော်တို့ကဈေးသက်သာဆုံးနဲ့ကျွန်တော်တို့ဒီလိုပေါ့ဒီလို .com လေးမှာကျွန်တော်တို့ကိုယ်ပိုင် website လေးတခုဖန်တီးပေးနိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့တကယ်လို့ဒီထက်တက်နိုင်နေဆိုရင်လည်းကျွန်တော်တို့ .com တွေဝယ်ပြီးတော့ကျွန်တော်တို့လုပ်ပေးနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့လိုအပ်ရင်ကျွန်တော်တို့ဆက်သွယ်နိုင်ပါတယ်ဆက်သွယ်ရရင်လည်းလွယ်ပါတယ်ကျွန်တော်တို့ဒီမှာ KT Mobile Apps ဆက်သွယ်ရနေပြီးတော့ကျွန်တော်တို့ဆက်သွယ်လာလို့ရပါတယ်နော်အဲ့တော့စမ်းသုံးကြည့်ပါကျွန်တော်ဒီသတင်းလေးလာပေးတာပါကျွန်တော်တို့အခမဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ website လေးတစ်ခုကိုအလွယ်လေးရတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်